ဒီရက်ပိုင်းမှာ 3D printer ရောင်းဝယ်နဲ့ပတ်သက်ပြီးတော့ပြဿနာလေးတစ်ခုတက်လာဖို့လားရှိပါတယ် 3D printer တွေထဲမှာ Bamboo Lab ပဲ China Global ရှိတာ Creality မှာ China နဲ့ Global လို့ခွဲထားတာမရှိဘူးလို့ကျွန်တော်အရင်တော့ပြောခဲ့ဘူးတယ်ဒါပေမဲ့အခုထုတ်လာတဲ့ Spark i7 မှာတော့ China ရဲ့ Global ရဲ့ဆိုပြီးတော့ version တစ်ခုပြောင်းထုတ်လာပါတယ်ဟုတ်ပြီ Creative Man ကပါတယ်ကျွန်တော် Creative Man ကမန်ဆိုရမှာဖြစ်ပါတယ်ဒီရက်ပိုင်းမှာ 3D printer ဝယ်တဲ့သူတွေမထင်မှတ်ပဲနဲ့ဂျင်းထဲခံရတဲ့နဲ့လားလာလေးတွေရှိပါတယ်မြန်မာနိုင်ငံမှာ 3D printer ရောင်းနေတဲ့သူတော်တော်များများကသူတို့ရဲ့ 3D printer တွေကိုတစ်ခါမှမသုံးဘူးတဲ့သူတွေရှိပါတယ်တချို့ကနေပယ်ကျင်းလို့ဝင်လာတာတွေရှိတယ်တချို့ကပတ်စံရှိသွန်းလို့ကိုအယောင်းဝယ်လုပ်နေတာတွေရှိတယ်တချို့ကကြတော့တရုတ်မှာ promotion ရှာနေလို့ဝယ်ပြီးတော့ဒီမှာပြန်ပြီးရောင်းတဲ့သူတွေလည်းရှိတယ်အဲ့ဒီလူတွေတော်တော်များများကသူတို့ရဲ့ printer တွေကိုတစ်ခါမှမသုံးဘူးကြပါဘူးပြဿနာကအဲ့ဒီကစတာပါကိုတစ်ခါမှမသုံးဘူးတဲ့ 3D printer ကိုဈေးကွက်ထဲကိုဆွဲသွင်းလာတာကသူတို့ရဲ့မဟာအမားကြီးပါပဲကျွန်တော်လည်းတစ်ခါကြုံမှုတယ် Bamboo Lab ကို Global ဆိုပြီးဝယ်လိုက်တာ China ကြီးဖြစ်နေတာတော့တော့ကလည်း Global လို့ပဲသူတို့ပြောရောက်နေဒါပေမဲ့ပို့လာတော့ China ကြီးဖြစ်နေအခုလည်း Creality ကဒီ Spark i7 ဆိုတဲ့ 3D printer တစ်မျိုးတည်းကို China နဲ့ Global လို့ခွဲထားတယ်လို့ကျွန်တော်ကိုပြောလာပါတယ်ကုမ္ပဏီနဲ့ direct စကားပြောတဲ့အခါမှာဘာလို့ဒီလိုလုပ်ရတာလဲလို့ကျွန်တော် complaint တက်ကြည့်တော့အခုတလုံးနာမည်ကြီးနေတဲ့ AI ကိုအဓိကသူကပေါင်းစပ်ထားတာဖြစ်တဲ့အတွက်ကြောင့်ဒီ 3D printer က AI function တွေပါလာတယ်တရုတ်ပြည်ရင်းဇွေကမှာလည်းလူကြိုက်များပြီးတော့အရန်ကိုတုံးလာအောင်ဖြစ်တဲ့အတွက်ကြောင့်ဒီနှုန်းက Creality က high ဆိုပြီးတော့ version တစ်ခုထုတ်ခဲ့ပူတယ်ဒါပေမဲ့အဲ့ဒီ high ဆိုတဲ့ 3D printer ကအချိန်တစ်ခုလည်းကြာနေပြီမလို့တော်တော်များများကို return ပြန်ခေါ်လိုက်ပါတယ်အဲ့ဒီမှာ repair လုံးတွေစတင်ပြီးတော့ဖြစ်လာပါပဲရောင်းတာတော့ကုမ္ပဏီရပဲအရင်တုန်းက Creality high တစ်လုံးကို25သိန်း24သိန်းလောက်ရောင်းကြတယ်အခုဘာလို့30လောက်ပဲဖြစ်သွားတာလဲဆိုတဲ့အချက်ကလူကြိုက်နေသွားလို့လည်းမဟုတ်ဘူး error တွေများလို့လည်းမဟုတ်ဘူး Spark i7 ဆိုပြီးတော့ပြောင်းထုတ်ရှင်လို့ပါအဲ့ဒီမှာကုမ္ပဏီကတရုတ်ပြည်တွင်းမှာရောင်းထားတဲ့ Creality high မှန်သမျှကိုပြန်ပြီးတော့ return ယူတယ်ပြီးရင် shrining ကနေလုပ်တယ်မြန်မာပြည်ကိုပြန်ရောင်းတယ်ဈေးတက်တွေကိုပဲစောင့်နေတဲ့လူတစုကိုတက်ခတ်ထားပြီးတော့ပြန်ရောင်းလိုက်တာသူတို့ကအရှုံးမရှိဘူးပထမတော့လည်းရောင်းထားတယ်ပြီးတော့ return ပြန်ယူပြီးနောက်တစ်ချိန်ပြန်ရောင်းတယ်နှစ်ခါမြတ်တာပေါ့ဗျာ Creality ရဲ့ China version က Bamboo Lab နဲ့တော့မတူဘူးဘလို့မတူရလဲဆိုတော့ phone application နဲ့မရအောင်တခုပဲဆိုပေမဲ့ firmware update တော့ရနေအောင်ပါပြောရင်တော့အသစ်ထွက်လာတဲ့ function တွေမှသမျှကိုသုံးလို့ရနေအောင်မယ်ဆိုတဲ့သဘောပဲဒါကသူ့ရဲ့ China version ဖြစ်တာတောင်မှအားသာချက်တစ်ခုလို့ပြောရမယ်ဗျပြဿနာကိုဖြေရှင်းလို့ရမယ် root account ဆိုတာလေးကလည်းရှိသေးတယ်ပြောရရင်စက်တလုံးကို China version ဖြစ်စေ global version ဖြစ်စေဆိုတာကကုမ္ပဏီရဲ့သဘောပါပဲသူတို့ဘက်ကနေပြီးတော့လှမ်းပြီးတော့ access လှမ်းပေးလိုက်လို့ရှိရင်ဒါက global version ဖြစ်သွားမယ်သူတို့ဘက်က permission မပေးဘူးဆိုလို့ရှိရင် China version အနေနဲ့ပဲရှိနေအောင်ပါကျွန်တော်တို့ကဒီစက်တလုံးကို China version ကနေပြီးတော့ global version ဖြစ်ရှင်လို့ရှိရင်တောင်းဆိုလို့ရတယ်ပေါ့ဗျာဒီဆက်ကတစ်ချိန်ကြာရင်လူငယ်တွေရော 3D printing သမားတွေရဲ့အကြိုက်ဖြစ်လာမယ်စက်တလုံးလို့လည်းပြောရမယ်လူငယ်ဆန်ဆန် ambient light တွေလည်းပါတယ် combo လို့ခေါ်တဲ့ CFS ကလည်းအလုံးပိတ် box နဲ့လာတာဖြစ်တဲ့အတွက်ကြောင့်တော်တော်လေးကိုတက်ရတဲ့ design လေးလို့မြင်တယ်ဒါနဲ့စကားမဆက်အဲ့ဒီ Bamboo Lab တွေ Anycube တွေ Creality တွေဆိုတာကျွန်တော်ဒီမှာ install ရနိုင်ပါတယ် survey လုပ်တဲ့ video တွေပဲတင်နေတော့ကျွန်တော်ကို 3D printer တွေမရောင်းလားလို့မေးတဲ့သူတွေရှိတယ်ကျွန်တော် 3D printer တွေကိုအဓိကရောင်းပေးပါတယ်လေဆာစက်တွေကိုလည်းရောင်းပါတယ် CNC တွေကိုလည်းရောင်းဝယ်လုပ်ပါတယ်ကျွန်တော်ရှိမှလာဝယ်ရင်တော့သူများနဲ့မတူတဲ့ service ရမယ်ရန်ကုန်မှာဆိုရင်အိမ်ရောက်ငွေရှည်စနစ်အိမ်နေရောက်တက်ဆင်ပေးတဲ့ service တွေအားစရပါမယ်မန္တလေးရောမရဘူးလားဆိုတော့မန္တလေးလည်းရတယ်ကျွန်တော်လာမယ့်အချိန်လေးတော့စောင့်ပေးရပါမယ်မန္တလေးမှာမဟုတ်ဘူးမကွေးပခုတ်ကူတောင်ကြီးသွားလို့ရတဲ့နေရာအကုန်လုံးကိုလာပေးပါတယ်တခုရှိတာကကျွန်တော်စားပေးမနိုင်တဲ့ဆက်ဆိုရင်ကျွန်တော်ကအယောင်းဝယ်မလုပ်ဘူးအယောင်းဝယ်တခုတော့လုပ်နေပြီဗျာစားပေးမနိုင်မဲနဲ့ဘာလို့ရောင်းနေမှာလဲကိုမသိတဲ့ဆက်ကိုဘာလို့ရောင်းနေမှာလဲကိုတခါမှစမ်းမသုံးဘူးတဲ့ဆက်ကိုရောဘာလို့ရောင်းနေမှာလဲဒီဗီဒီယိုကိုကြိုက်နေတဲ့တယ်ဆိုလို့ရှိရင် like share subscribe follow လေးလည်းလုပ်ပေးသွားနိုင်ပါတယ် August လထဲမှာကျွန်တော်ရဲ့မွေးနေ့ရှိတာဖြစ်တဲ့အတွက်ကြောင့် 3D printer တစ်လုံးကို giveaway ပေးသွားပေးပါမယ်လိုချင်တဲ့ 3D printer လေးရှိရင်လည်း comment မှာဝင်ရေးသွားနိုင်ပါတယ်အဲ့ဒီတွေကမှလူပြောများတဲ့ 3D printer လည်းဖြစ်ရမယ်ကျွန်တော်တက်နိုင်တဲ့ပမာဏလည်းဖြစ်တယ်ဆိုလို့ရှိရင် giveaway ပေးပါမယ်သိမကြခင်ကျွန်တော်ရဲ့ showroom လေးပြီးသွားရင် 3D printer တွေကိုစိတ်ကြိုက်လာကြည့်ပြီးတော့လည်းဝယ်ယူနိုင်ပါတယ် 3D printer တွေ laser cutter တွေကိုလည်းစိတ်ကြိုက်လာကြည့်လာစမ်းပြီးတော့မှကိုဝယ်ယူနိုင်ပါတယ်ကျွန်တော်ကတော့ထုံးစံတိုင်းမန်ဆိုးရမှာ